ဒီဟာကိုချပြီးတော့ဒီလိုလေးနှိပ်တယ်နည်းနည်းပေါ့ပါပါလေး ဒီကောင်က ဟိုသူကဒီကိုသွားတယ်ဒီကိုကန်တယ် ဒီလိုထောက်တာလား ထောက်တာလေထောက်တာ ဒီလိုသွားမလား ဒီတော့မသွားအဲ့လိုမသွားဟိုထောက်တာဟိုထောက်တော့တိတ်ဒီကတိတ်ပဲလက်ပြန်ဟိုအားလို့ကြာ ထည့်ပြီးမိုက်လိုက်တာ အဲ့တော့ဒီကကြာတာလားအဲ့တော့ဒီကောင်ခလုတ်ကိုခလုတ်ကိုဒီမှာထားရင်ကောင်းမလားဒီမှာထားတာဘယ်ဟာပို့စင်ပြေ ဒီမှာထားတာအစီအစဉ် ဟုတ်လား ဒီကောင်လို့ ဒီဟာရောကင်မပေးရဘူးလားနည်းနည်းပေါ့ ကိုင်းလားအခုဒီမှာလည်းအစီအစဉ်ဒီကောင်အထီးကတော့ဒီကောင်ပဲဒီအရှိရဆရာပဲ ဟုတ်လား အရှိရထိန်းတာအရှိရထိန်းတာအခုဒီကဆိုအတူ ဒီလိုကင်နေဒီလိုကင်ပြီးခလုတ်ကိုဒီမှာထားတယ်ဗျာဒီမှာထားတာနဲ့ဒီလိုလေးပေါ့နော်သူကလက်ကဒီလိုလေးပေါ့လားအဲ့လိုလေးနှုတ်တာနဲ့ဘယ်ဟာဆိုပို့စင်ပြေတော့ ဒီကောင်ဒီလိုလုပ်လို့ရတယ်သူကခဏကဒီမှာထားတယ်ဆိုတော့မှန်တယ် အဲ့လိုမဟုတ်ဘူးလက်ကဒီလိုကင် နော်ဒီလိုလုပ်တာ ဟုတ်ကဲ့ဆိုဟမ် အဲ့လိုလဲစစ်ပြီးပါ ခိုင်ပြီးกว่า